ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်10 ရက် လ 60 ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောမဲ့ဉာဏ်လိုခြင်းလျင်ဝိပဿနာအားထုတ်ကြပါတရားတော်ဝိပဿနာဉာဏ်မဲ့ဉာဏ်လို့နှမျိုးရှိဝိပဿနာဉာဏ်ပြီးရင်မဲ့ဉာဏ်လာတာပဲဝိပဿနာဉာဏ်ပြီးရင်ဒါမှတ်ထားပါဝိပဿနာဉာဏ်ပြီးရင်မဲ့ဉာဏ်လာတယ်လို့တခါတည်းမှတ်ထားပါဝိပဿနာဉာဏ်လာပြီးရင်ပါလာတယ်ဩဒါဖြင့်တို့ဝိပဿနာရှုနေတာဒီအဖြစ်အပျက်တွေကိုတို့မမြင်မြင်အောင်ရှုနေတာဒီဘာပါလိမ့်မလဲလို့မမေးပါနဲ့တော့ဝိပဿနာဉာဏ်တက်တက်ပဲအဲ့ဒီဝိပဿနာဉာဏ်ပြီးရင်ဘယ်ဉာဏ်ကလာရမှာမဲ့ဉာဏ်ကလာမှဖြစ်ပြီးကြတာနေတော့ဩဝိပဿနာအလုပ်ဟာမဲ့ရတဲ့အလုပ်လို့ပဲမှတ်ပါတော့ဝိပဿနာအလုပ်ဟာမဲ့ရတဲ့အလုပ်လို့မှတ်ပါဝိပဿနာအလုပ်ဟာမဲ့ရတဲ့အလုပ်သဘောပါပြီတကယ်ကျွဲသဘောပါသွားတော့ဝိပဿနာအလုပ်ဟာမဲ့ရတဲ့အလုပ်လို့ဒီလိုမှတ်ထားတော့မှာတဲ့ဒါကဆရာများဖွင့်တာသိဖွတ်တတ်ပါတယ်တဲ့အနန္တရပြည့်စေောချားမရှိမူ၍ကျေးဇူးပြုတတ်သောတရားကြီးကောင်းအနန္တရပြည့်စေောချားမရှိမူ၍ကျေးဇူးပြုတတ်သောတရားကြီးကောင်းတခုအကြောင်းနဲ့အကျိုးဟာအခြားမရှိပဲနဲ့ကျေးဇူးပြုတယ်အကြောင်းနဲ့အကျိုးဟာအခြားမရှိပဲနဲ့ကျေးဇူးပြုတယ်ဆိုတာမှတ်ထားရမှာဝိပဿနာဉာဏ်နဲ့ဝိပဿနာရှုတဲ့ဉာဏ်နဲ့မဲ့ဉာဏ်နဲ့ဟာဒကာဓမ္မတို့အခြားမရှိပဲနဲ့ကျေးဇူးပြုတယ်သဘောကျလားဝိပဿနာဉာဏ်ရပြီလို့ရှိရင်ယဉ်တန်လာလို့ရှိရင်ဒကာဓမ္မတို့မဲ့ဉာဏ်ရဖို့ကိုကရှုကောင်းရမှာလားဝိပဿနာဉာဏ်ကရအောင်ကျေးဇူးပြုမှာလားဒါသေးသေးချာချာမှတ်ပါဒီကိုဒကာဓမ္မတွေကသံဃာရှိမှဆိုတဲ့တွေ့ဒကာကျွဲမှန်မှန်ပြောပေးနေတယ်မှန်မှန်ပြောပေးနေတယ်ဆိုတဲ့ဥစ္စာမှတ်ပါဩမဉဏ်လို့ကျင်လို့ရှိရင်ဝိပဿနာဉာဏ်ကိုအထုတ်မှရမယ်ဝိပဿနာဉာဏ်အာမထုတ်ရင်မဉဏ်မရနိုင်ဘူးဆိုတာကိုလေးစားစွာနဲ့မှတ်ထားလိုက်တော့မှဩမဲ့လို့ကျင်ဝိပဿနာအထုတ်မဲ့လို့ကျင်ဩသူကရှင်းနေတာပဲတခါသစ်တို့တခါကျွဲတို့ရရှင်းနေရှင်းနေဘူးဝိပဿနာဉာဏ်ကိုအထုတ်တပါရဖို့တော့ဒါရင်မဲ့ရခြင်းတဲ့ပုဂ္ဂိုလ်ကမဲ့ရအောင်အထုတ်ရမှာလားဝိပဿနာဉာဏ်အထုတ်တာနဲ့ပဲရင့်တန်ပြီးပြီးရမှာလားဝိပဿနာဉာဏ်အထုတ်တာနဲ့ရင့်တန်ပြီးပြီးရမှာဖြစ်နေတော့တကယ်ကြတော့ကမဲ့ရပါလို့ဤသူမတောင်းနဲ့ဝိပဿနာဉာဏ်အထုတ်ပြအောင်ကြိုးစားပါမဲ့ရပါလို့ဤတို့သူမတောင်းနဲ့ဝိပဿနာဉာဏ်ကြိုးစားပြအောင်အထုတ်ရမယ်ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားအထုတ်ရဒါပြန်ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်များ၌မဉဏ်ရပါလို့ခိုးဉဏ်ရပါလို့ဤနိဗ္ဗာန်မြင်ရပါလို့ဤဝါနိဗ္ဗာန်ရောက်ရပါလို့ဤမတောင်းနဲ့တောင်းလို့ရှိရင်ဒီဥစ္စာပြည်ပြည်သားအကြောင်းကိုတောင်းနေတာနဲ့တူပြည်ပြည်သားအကြောင်းကိုတောင်းနေလို့လေဘာမှမထူပါဘူးဒါဖြင့်ဒီဘာမှမလုပ်ဘဲနဲ့တောင်းနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်နဲ့ဆိုကြမလို့ဆိုတဲ့အမေးဟာထွက်ဘာမှလည်းမလုပ်ဘူးသူကတောင်းနေတာပဲဘုန်းကြီးရှိခိုးလဲတောင်းဘုရားရှိခိုးလဲတောင်းပါလေးနဲ့လူတံပေကံလဲတောင်းဝိပဿနာဉာဏ်ကမပါဘူးဆိုတော့ဓမ္မတွေဥပဒနာဉာဏ်ကအနန္တရပစ္စည်းမဲ့ဉာဏ်ကအနန္တရပစ္စည်းပြစ္ဆုတ်ပါ
ဒီနေ့ဝိပဿနာဉာဏ်ကတရားဓမ္မတွေနားလည်အောင်ပြောရင်အကြောင်းမဲ့ဉာဏ်ကအကျိုးဖြစ်ပြီးတဲ့ကာလနေတော့ဝိပဿနာဉာဏ်လုံးနေတဲ့ပုဂ္ဂိုလ်ကမဲ့ဉာဏ်တည်ဟူသောဝိပဿနာဉာဏ်အကြောင်းလုံးနေတဲ့ပုဂ္ဂိုလ်ဟာမဲ့ဉာဏ်အကျိုးဟာပြီးမပြီးဆိုရဲဆိုပြီးမှဆိုတော့သူ့အကြောင်းလုံးမှသူ့အကျိုးရသူ့အကြောင်းမလုပ်ဘဲနဲ့သူ့အကျိုးလိုချင်လို့တော့ဒါဖြင့်တကယ်ပြောတော့တကယ်သေးတော့ဥဒ္ဒပြီးမှတ်ပြီးတော့ဝိပဿနာမလုပ်ရင်မမရလို့တော့မှားသိတဲ့ဒုက္ခအနတ္တမဖြစ်ဘဲနဲ့မဉ္ဇဏ်မဖြစ်ဘူးဆိုတဲ့ဥစ္စာအသေးချာပါဠိတော်မှာရှိတယ်အနိစ္စဒုက္ခအနတ္တမရှိဘဲနဲ့ယုံနာဓမ္မတွေကိုအနိစ္စဒုက္ခအနတ္တမရှိဘဲနဲ့မဉ္ဇဏ်မရနိုင်ဘူးဒါပြန်အနိစ္စဓမ္မအနိစ္စဒုက္ခအနတ္တရှိတာကဘာဉာဏ်ခေါ်ကြမလဲဝိပဿနာဉာဏ်ရမ်းလို့မရဘူးအနိစ္စဒုက္ခအနတ္တရှိတာကဝိပဿနာဉာဏ်ဆိုတာပေါ်လိုက်ဝိပဿနာဉာဏ်ရှုမှုဝိပဿနာဉာဏ်ဖြည့်သွားရှိမှာမဲ့ဉာဏ်ဆိုတာပေါ်နိုင်တယ်လို့ပထမပါဠိတော်မှာလည်းသေချာလုံလောက်စွာပဲလာထားတယ်သဘောကျဒါပြန်တကယ်ပြောမဲ့ဉာဏ်လိုခြင်းဖို့ဉာဏ်လိုခြင်းပါလို့ရမယ်ကဲဒါပြန်ဥပဒနာဉာဏ်အထောက်အမယ်ဆိုတော့24ပြည့်စည်ဆိုတာဘုရားမရှိလေဒီ24ကျောင်းမှာရှိနေတာဘုရားရှိလေဖော်ပြောပေါ်ရတာပဲသင်္ကူကတော့ဒီကျောင်းရှိနေတာ24ပြည့်စည်ဆိုတာဘုရားမရှိလေဘာနည်းမှတရားဘုရားပွင့်လာတော့နာမည်ဖော်ပေးတာပဲရှိတာပဲသူကတော့ရှိရပဲသူเจ้าနဲ့သူကြိုးရှိရကြည့်ပဲအဲ့ဒီကမှအနန္တရပြည့်ကျော်ဆိုတာမပါဘူးသူကဝိပဿနာဉာဏ်ကအနန္တရအကြောင်းกว่าမဲ့ဉာဏ်ကအကျိုးกว่าဘာကြနုလမံကောတုကဘုဒ္ဓရူမေကတနဲ့ဒီလိုတွေလာပြီးဒီကလာထားလိုက်ကြတော့ဒါဝိသိစိတ်စဉ်နဲ့တကွာရှင်းလင်းပြီးဒီကလာသွားတော့ဥပဒနာဉာဏ်ရှည်သွားရှိမှမဲ့ဉာဏ်ရမယ်ဆိုတဲ့ဥစ္စာမှတ်ကြပါသဘောကျဘာရှည်သွားထားရမယ်ဒါပြန်ဥပဒနာညာအထုံးနေတဲ့ပုဂ္ဂိုလ်မရပါလို့ခိုးရပါလို့ဣလို့တော့မတောင်းနဲ့တော့တောင်းရင်ခင်ဗျားတို့မရပါဘူးလုပ်ရင်ရပါဒါကြတောင်းရင်လုပ်ရင်ကောင်းပြီဒါဖြင့်ဓမ္မတို့ဝိပဿနာညာအလွန်ရေးကြည့်တော့တယ်ဆိုတာဖြင့်ယနေ့သိချာသွားဝိပဿနာညာကဘယ်လိုမှပေါ်မလဲလို့မေးဖို့မလိုဘူးဝိပဿနာဉာဏ်ကဘယ်လိုလုံးမှဥပဒနာဉာဏ်ကတည်းကတဏ္ဍာပေါ်မယ်ဒီဥပဒနာဉာဏ်ပေါ်မှမဉာဏ်ကလည်းရမယ်သဘောကျဒါဖြင့်နောက်ဆုံးပဲတကတိပြောကြပါစေတော့မဉာဏ်ပေါ်စေခြင်းရင်ဥပဒနာဉာဏ်အထုသဘောကျဝိပဿနာဉာဏ်ပေါ်စေခြင်းလို့ရှိရင်ဘာလုပ်ရမလို့ဆိုတဲ့မေခွန်းထွက်လာတာဝိပဿနာဉာဏ်ပေါ်စေခြင်းဘာလုပ်ရမလဲဆိုတဲ့ဘယ်လိုထင်မြင်မှုရှိရမလဲဆိုတာသုံးသပ်ချက်ချတယ်ဆိုတော့သံယုတ်ပါဠိတော်ကပြတယ်ဝိပဿနာပေါ်ရဝိပဿနာဉာဏ်ပေါ်ခြင်းလို့ရှိရင်ခန္ဓာကိုယ်ထဲမှာကြည့်လိုက်လို့ရှိရင်အသုံးချရမရှိအောင်ပေါ်ဖို့အရေးကြီးတယ်ကွာခန္ဓာကိုယ်ထဲမှာကြည့်လိုက်တဲ့အခါကျတော့အသုံးချရမရှိအောင်ပေါ်ရမယ်ကွာဝိပဿနာဉာဏ်နဲ့ကြည့်လိုက်တော့ဘယ်လိုပေါ်ရသဘောကျအသုံးချရမရှိအောင်မြင်မှလည်းဝိပဿနာဉာဏ်ကပေါ်မယ်အဲဒီဝိပဿနာဉာဏ်ပေါ်မှလည်းမဉာဏ်ပေါ်မယ်လို့မှတ်ထားတယ်သိနာကတုပမံလောကယရာပညာယပတ္တိဉာဏ်ပတိရေကိဉ္စိအညတရညတရအပရိသန္တိယဒီလိုဟောပြီးဒီကလာထားတော့ကိုလောကံခန္ဓာ၅ပါးဆိုတဲ့ယုံနာလောကကိုသိနာကတုပမံချင်းမြက်ချင်းဥပမာနဲ့အလားတူပါမြက်ချင်းဆိုတာခင်ဗျားတို့ဘာမှဖုံးမတာဘူးဆိုတာသိယရာကျင်ခါ၌ပညာရဲ့ယထာဘုဒ္ဓဉာဏ်ဥပဒနာဉာဏ်ဖြင့်ပတ္တိအသုံးချရမရှိအောင်မြင်ခန္ဓာ၅ပါးကိုအသုံးချရမရှိအောင်မြင်တယ်ဒါဥပဒနာဉာဏ်ဖြစ်သွားပြီ
ခန္ဓာ၅ပါးကြည့်လိုက်တဲ့အခါကျတော့ဖြစ်ဖြစ်ကြီးပဲအနိစ္စကြီးပဲအနိစ္စကြီးပဲလို့ဒကာကျော်ဒကာသစ်တို့မြင်လိုက်ပြီဆိုမှဖြင့်သုံးချစရာပါသေးဘုရားစရာအားထားစရာသိမ့်ပိုက်စရာအဲ့ဒီကဲတော့မပါလောကမျက်လုံးနဲ့ကြည့်တဲ့အခါမှာသင်မြက်ကိုမြင်တော့အသုံးချလို့မဖြစ်ပါဘူးဆိုပြီးကြတာတွေ့တဲ့တဏမာနဒိဋ္ဌိစွန့်သွားတယ်လို့ပေါ့ဗျာခန္ဓာကြီးတဲ့တစ်ပါးကကြည့်လိုက်တဲ့အခါကျတော့အသုံးချစရာဘာမှမပါပါလားလို့မြင်လို့ရှိရင်သင်တဲ့ဒါဥပဒနာဉာဏ်ဖြစ်ပြီကွာတပည့်ကြခန္ဓာ၅ပါးကြည့်လိုက်တဲ့ကတပည့်ပါရှိပါအသုံးချစရာပြန်ဘာမှမရှိပါလားလို့ဉာဏ်မျက်လုံးနဲ့ပြူးပြူးပါအောင်ကြည့်လိုက်တဲ့အခါကျတော့အသုံးချစရာမမြင်လို့ရှိရင်ဖြင့်ဘာဉာဏ်ဖြစ်သွားလဲအဲ့ဒီကဒီလိုမြင်တဲ့ပုဂ္ဂိုလ်တဲ့ကြောင့်ဘာတော့ဆိုတော့အပရိက္ခဏိပရိဝေမနေယဖြစ်သောနိဗ္ဗာန်ကိုအညတရကျင်ထား၍အညာနိဗ္ဗာန်မှတပါးသောကိဋ္တိဇုံကူတစ်ခုကိုနပတိဘယ်တော့မှမတောင့်တတော့ဘူးဝိပဿနာဉာဏ်နဲ့ဒါကမြင်လို့ရှိရင်နိဗ္ဗာန်သာသူတောင့်တတော့တာပဲဆိုတော့မက်ပေါ်အောင်သာကြိုးစားတော့တာပဲဆိုတာပြောတော်တော်အရေးကြီးပါလားဓမ္မတို့ဉာဏ်နာနဲ့ထောင်ဉာဏ်နာနဲ့ထောင်ဆိုတဲ့ဥစ္စာကိုအရေးကြီးပြောနေတယ်။ဘာနာနဲ့ထောင်ရမလဲ။ခန္ဓာကြည့်လိုက်တဲ့အခါအသုံးမကျတာမြင်ရမယ်။ခန္ဓာကြည့်လိုက်တဲ့အခါဘယ်လိုမြင်ရမလဲ။ပုညတော်ဒုက္ခတော်ဟိတတော်ဆိုတာတွေပေါ့ဗျာ။အဲဒီကတော့အသုံးမကျတာမြင်တာကဘာညာပါလဲ။ဒါဖြင့်လောကကြီးတွေကြည့်လိုက်တာအသုံးမကျတာတွေကြည့်ပဲမြင်ပြီးကြတာနေတော့ဒါရင်လောကကြီးတွေနတ်ကြည့်လိုက်ပြန်အသုံးမကျတာမြင်မြမာကြည့်လိုက်ပြန်အသုံးမကျတာကြီးမြင်ပြီးကြတာနေတဲ့ပုဂ္ဂိုလ်တူတယောက်လောကမှာသုဒ္ဓနည်းနဲ့ပြောတယ်မှာနတ်ကြည့်ပြန်လည်းအယိုးမြင်နေတယ်မြမာကြည့်ပြန်အယိုးမြင်တယ်လူကြည့်ပြန်အယိုးမြင်တယ်အယိုးမြင်နေတဲ့ပုဂ္ဂိုလ်ကနတ်စုလူစုဘာတွေနဲ့ဆင့်ဆင့်တောင်းမြင်တဲ့စိတ်လာအောင်မလဲဘာကြောင့်အယိုးတူအယိုးဆိုတာသုံးချလို့မရဘူးပေါ့ဗျာရှင်းမလားအဲ့ဒါတွေသေချာကြည့်လိုက်တော့မှဒီလိုအမြင်တူလာတဲ့အခါကျတော့30ဘုံကြီးမှာမြတ်သင်္ကဲ့သို့အသုံးချရမရှိအောင်ခန္ဓာ၅ပါးမြင်လာလို့ရှိရင်ဖြင့်တဲ့ဥပဒနာဉာဏ်ဖြစ်ပါဘူးအဲ့ဒီဥပဒနာဉာဏ်ဖြစ်လာလို့ရှိရင်လေတဲ့နိဗ္ဗာန်မှတပါးဘာမှမတောင့်တတော့ဘူးနိဗ္ဗာန်ပဲတောင့်တတယ်မဉဏ်သာပေါ်ဖို့ရသူကြိုးစားတော့ဒါပြန်ဥပဒနာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာဒကာဓမ္မတွေမှတ်လိုက်တာပေါ့မဉဏ်ပေါ်ဖို့ရရေးဟာဒီဉာဏ်ကကျေစုပြုပြီးပေါ်တယ်ဆိုတာဒီပါဠိတော်ကထောက်ခံချက်ပေးမပေးဘူးလားဒါကြောင့်လေးစားစွာနဲ့ဒကာကျေဒီအဓိပ္ပာယ်ကိုမှတ်ရမယ်ဒီနေ့အလုပ်တရားကိုစရတဲ့စနေတယ်မှတ်ရမယ်သဘောပါရင်နော်ခိုင်းဒါဖြင့်တပည့်တော်တို့လည်းဗျာအဖြစ်ပြက်တယ်မြင်ပါတဲ့ခန္ဓာကိုယ်ထဲမှာကြည့်ရဝေဒနာကြည့်တယ်ဖြစ်ဝေဒနာမတွေ့ပါဘူးဖြစ်ပြက်တွေ့တာပဲရုပ်ကြည့်လည်းရုပ်ဖြစ်ပြက်တွေ့တာပဲအသုံးချရဖြင့်တွေ့ရလို့ဘာမှမမြင်ပါဘူးဘယ်နဲ့ကြောင့်တပည့်တော်သတ္တပတ္တိမဲ့သတ္တပတ္တိဖို့မရသေးပါလိမ့်မလဲလို့ဒကာကျွေဒကာသစ်တို့ကခေါင်းဆောင်လုပ်ပြီးပြောကြလျှောက်ထားခဲ့သည်ရှိတော့ဘုန်းကြီးအဖြေပဲပေးပါနော်လောကမှာလူတွေကရှိဘွားရှာကြတယ်ရှိဘွားရှာကြတယ်လုံးဝပြင်းပြပါတယ်ရှာကြတော့အမှန်တန်လုံးဝပြင်းပြပြီးရှိဘွားတွေရှာကြညာဆိုတယ်ရကြရလားတချို့ဩဒါဖြင့်မရတဲ့လို့မရတာပဲမှတ်လိုက်တာပေါ့ရှာရသားနဲ့လုံးဝလည်းအားစိတ်ကဲသားနဲ့မရတာကတော့အခုမရတဲ့လို့မရတာပဲတပည့်ကြလုံးဝအားစိတ်ပါတဲ့နဲ့မရလို့ရှိရင်တော့မရတဲ့လို့ပဲမှတ်တာပေါ့အပ္ပပပုဂ္ဂိုလ်စားလို့ကြတော့နော်လုံးဝအာထုကခိုက်လျှော့လျှော့နဲ့အထုပြီးဒီကလာမရတဲ့ပုဂ္ဂိုလ်ကြတော့ကိုတဲ့ဒကာဓမ္မတို့ဝရိယညံ့လို့မရဆိုလိုက်ပါဒါဖြင့်ကိုယ်ပါရမီကိုကိုယ်အကြောင်းကိုစမ်းသပ်ခြင်းလို့ရှိရင်ဖြင့်ဒီနှစ်ခုနဲ့စမ်းသပ်ပါကဲကျေနှစ်ခုနော်လုံးဝဝိရိယနဲ့ကြိုးစားပြီးဖြစ်တဲ့တွေကိုကြိုးစားပြီးအထုတော့ဖြစ်တဲ့တရားမြင်ပါတယ်
မရမနေကြိုးစားမှာဆိုလို့ရှိရင်ဖြစ်ဖြစ်ဒီချုပ်သွားတဲ့နိဗ္ဗာန်မြင်နိဗ္ဗာန်ကိုမြင်တဲ့မဉ္ဇဉ်ပေါ်မှာတခါကျခုတည်းကလေးမြင်လိုက်တော်ပြီယနေ့တော့ဖြင့်ဒါတော့ဆိုရင်ပဲနောက်အထုံတော့ရပါပြီဆိုရင်တော့ဖြင့်လုံးဝအထုဒါညမှုကြောင့်မရတာလည်းရှိမှာပဲဒါဖြင့်မဉ္ဇဉ်မရခြင်းကြောင့်ဒီပစ္စည်းရှာတယ်လို့ပဲလို့ဒကာကျဒကာတစ်တို့ကမှတ်လိုက်တာပေါ့ရခဲ့တဲ့လုံးဝဝရိယနဲ့အာယုံမှန်နဲ့ရှာလိုက်လို့မှမရရင်တော့ဖြင့်မရတဲ့ကိုပဲမှတ်တာပေါ့ရအောင်လုံးဝဝရိယမစိုက်လို့မရတာကြတော့ဒကာတစ်တို့ဒကာကျတို့ကဘယ်နဲ့ဆိုမလို့လုံးဝဝရိယညံ့လို့မဆိုရဘူးလားရလာအောင်လုံးဝဝရိယစိုက်ပါရဲ့သားနဲ့မရလို့ရှိရင်တော့မရတဲ့ဘူးပေါ့သဘောကျလုံးဝဝိရစိုက်တော့စိုက်ပါရဲ့အာနေပိရိကာလနေလို့မရတာကြတော့ကိုသူပြင်းရင်မှုသူပေါ်ရောက်မှုကြောင့်လို့မဆုံးနိုင်ဘူးလားဒါပြန်ခင်ဗျားတို့ဤအလုစကားကိုစမ်းတိုက်ကြည့်တာပေါ့ရလောက်အောင်ကိုကြိုးစားလိုက်မယ်လို့ဆိုလို့ရှိရင်သူရမှာရလောက်အောင်လုံးဝဝိရနဲ့မကြိုးစားလိုက်လို့ရှိရင်မရမှာပဲဆိုတော့အဲ့တော့ဖြစ်ပျက်ကိုမြင်တဲ့ပုဂ္ဂိုလ်ကိုယနေ့ထုံးဖြတ်ချက်ချပေးခန္ဓာကိုယ်ထဲမှာရှိလိုက်တဲ့ခါတည်းရတော့ဝေဒနာနုပါဒနာရှိလိုက်တဲ့ဖြစ်ပျက်တွေ့စိတ်ဓာနုပါဒနာရှိလိုက်တဲ့ဖြစ်ပျက်တွေ့ပါတယ်ဆိုတော့သူဟာဒကာတက်တော့ဒကာကျွဲတို့ကသုံးဖြတ်ချက်ချအစဉ်ဒီဥစ္စာကိုသာဆက်လက်ပြီးလုံးဝဝရိယစိုက်သွားမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမဉ္ဇဉ်ရတော့မှာဖြစ်တဲ့ကလေးမြင်လိုက်ကိစ္စချင်းငယ်ရှိလို့ထားပြီးသွားလိုက်နောက်မှတခါဖြစ်ဖြစ်ပြန်ကောက်လိုက်ဆိုတော့လေရတော့တဲ့ပါရတော့တဲ့လုံးဝဝရိယမပြည့်စုံလို့မရသဘောကျဒါပြဥစ္စာရှာတဲ့အခါလုံးဝဝရိယရှိရနဲ့အာကျုံမှန်နဲ့လုတ်ပါရဲ့တန်းနဲ့မရရင်တော့မရလိုက်လို့ဆိုတာတကယ်ပြောပန်းတယ်နော်လုံးဝဝရိယတမင်ညနဲ့ရှားပြီးကြလားမရတာကြတော့မရလိုက်လို့လားလုံးဝဝရိယရောမှုကြောင့်လားရှင်းမလားဒါပြန်ဘုန်းကြီးတို့ဓမ္မတွေစမ်းတာပေါ့ဗျာဖြစ်ပြမြင်တဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ဘုန်းကြီးကသုံးချက်ချက်ချပေးရရမယ်ဓမ္မတို့ရရမယ်လို့ပဲသုံးချက်ချပေးဖြစ်ပြမြင်တဲ့ပုဂ္ဂိုလ်ကမဉ္ဇဉ်ကိုဘာဖြစ်လို့လဲဆိုတော့ဥပဒနာဉာဏ်ကအနန္တရပစ္စည်းမဉ္ဇဉ်ကအနန္တရပစ္စည်းပြစ္ဆုတ်ပါဥပဒနာဉာဏ်ကအကြောင်းကိုဗျာမဉ္ဇဉ်ကဆိုတော့အကြောင်းလုပ်ထားတဲ့ပုဂ္ဂိုလ်အကျိုးမရပါနဲ့လို့ဆိုလို့ကန့်ကွက်ရရပါဒါဖြစ်ပြမြင်တဲ့ပုဂ္ဂိုလ်ရရမယ်ပေါ့ဗျာဖြစ်ပြကိုမှမြင်ပါရသားနဲ့ကိစ္စချင်းငယ်နဲ့ဟိုကထသာဒီကထသွားနဲ့ပြန်မှပဲတိုးလို့တော့မလို့တပတ်ခါမှပဲအခုတော့လုပ်ပြီးရှုပ်ပေးလို့လိုဒီလိုကနေကြမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ရလာအောင်ပါရမီပြည့်စုံပြီးသားမှာချွေရင်ပြည့်ရှိလို့မရဘူးရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ပေရမှတ်ရမှာပေါ့ဗျာပေရမှတ်တယ်မလားဒကာကျော်ပေရမှတ်မိသေးရဲ့လားပေရကဘာရုံလို့မေးတဲ့အခါကျတော့ကတ္တဗဘုရားရှင်တရားနာကတ္တဗဘုရားရှင်တရားနာနေတော့ပေရကဒါနခါတွေနာပြီးသီလခါတွေနာပြီးတက္ကခါတွေနာပြီးဒါနခါဒါနအကြောင်းနဲ့ဘုရားဟောလို့သူကြားပြီးဆိုကြပါလေသီလအကြောင်းတွေလည်းပေရကနာပြီးတက္ကကနတ်တရားအကြောင်းတွေလည်းဘုရားဟောပြီးမက္ခကခါကိုမဟောရသေးဘူးတပည့်ကြဘယ်စကားကိုမဟောရသေးဘူးမဲ့ရအကြောင်းဆိုတဲ့ဝိပဿနာတရားမဟောရသေးဘူးအဲ့ဒီမဟောရသေးခင်ဘေးကအင်္ဂလိုက်ခေါ်တာနဲ့တပည့်တော်ကိစ္စရှိသေးတယ်ဗျာအင်္ဂလာခေါ်တယ်ဆိုပြီးပြန်သွားမက္ခကခါမဟောရသေးဘူးနော်ပြန်သွားတဲ့အခါကျတော့ဘုရားသခင်ကိုရမေကြီးကယဟန်နေပေရလည်းပြန်သွားရယဟန်နေပေရရှုံးမှုကွာနမလို့ရှင်သူသောတာပန်သရဂံနာဂံယန္တာဖြစ်ပြီးကြလားကိစ္စပြီးချာမှာမဲ့ကခါနာလိုက်ရလို့သူကညံပေါက်သွားလို့ရှိရင်အခုတော့ပြန်ပေရရှုံးပြီလို့ပြောလိုက်ပေရဘယ်လောက်ရှုံးတယ်လို့မေးဖို့မလိုဘူးလားဘုရားတဆူကြားမှာမြေကြီးတယူဇနာဆိုတာ73မိုင်ခွဲရှိပါလေတပည့်ကြလားအဲ့ဒီ73မိုင်ခွဲကိုယ်အယိုးတွေကဖတ်ရ
အဲ့ဒါပေပြီးမှဒီပေရဒီဘောရမဘုရားလက်ထက်ကြမှာသူနိဗ္ဗာန်ရမယ်မနာဘူးလားဒါပဲမဲ့ကြောင့်တော့ဆိုတော့လုံးရမယ်အလုပ်ကိုတကယ်ကြည်သိသိချာချာရမယ်အလုပ်ကိုချွတ်ရင်းချက်ရှိသွားတဲ့အတွက်ပေရမှာအနာကြီးမနာဘူးဒီမှာလည်းခင်ဗျားတို့ကိုယနေ့သတိပေးပြီးဒီကလာဝိပဿနာတရားလည်းဟောနေပါတယ်ဒီဖြစ်ဖြစ်တွေမြင်တဲ့ဒကာဓမ္မမှန်လို့ရှိရင်ဖြစ်ပြီးပြနေတယ်ဖြစ်ပြီးပြနေတာမြင်တဲ့ဒကာဓမ္မတွေကငါရလိုက်တယ်လို့ဆုံးဖြတ်ချက်ချငါဒီဘဝမဉ္ဇဉ်ပူညာရန်ရလိုက်တဲ့ပုဂ္ဂိုလ်တို့ကဆုံးဖြတ်ချက်ချအဲ့ဒီကဲတော့ဆုံးဖြတ်ချက်ချပြီးဘယ်နဲ့ကြောင့်မရပါလိမ့်မလို့လို့ခင်ဗျားတို့တန်တရားရှိတဲ့ရှင်ဖြစ်ပြည့်စုံအောင်မလို့သေးလို့လားမှန်သူပြည့်စုံအောင်ပြည့်စုံအောင်မလို့သေးလို့မရတာဖြစ်တာသူပြည့်စုံအောင်သူတို့ကဖြည့်ပေါ့ဒီကဲတော့ဖြစ်ရင်ဘယ်နဲ့ဆိုပါအခုတော့ဖြစ်တဲ့တော့မြင်ပါရဲ့မဉ္ဇဉ်ရခြင်းအကြောင်းတော့ဟုတ်ပါရဲ့ကိုကဒီဟာကြီးကိုကြီးထွားလာအောင်ဆက်တဲ့ထက်အောင်ကိုကမကြိုးစားတော့မရဘူးလို့ဆိုတဲ့ဖြင့်ဘယ်နဲ့ကပေးရတယ်လို့ဘုရားရှင်ကြားမှာအလောင်းရင်းထပ်ပြီးတရားမှာ73မိုင်73မိုင်အလောင်းတွေထပ်ပြီးပုံသွားတယ်ပုံပြီးမှသာခင်ဗျားတို့ရတော့မယ်ဒါကြွကြောက်เสียကောင်းတယ်ကောင်းဘူးလားဒါဒီဓမ္မတွေကလည်းခွန်ကြီးကဒီနေ့ဘာဆုံးမပါလိမ့်မလဲရေးကြီးဘာပြောပါလိမ့်မလဲလို့ဒါကြွတကားတစ်တို့ခေါင်းဆောင်ပြီးမှတ်ရမှာကဖြစ်ပြမြင်ရနဲ့မှဒီဘဝမှာငါတွေရလိုက်ပါရဲ့သားနဲ့မရတာငါတွေဥပဒနာဉာဏ်ပြည့်စုံအောင်မလုပ်ဘူးပဲဥပဒနာဉာဏ်ရှိရတဲ့နဲ့မပြည့်အောင်နေလို့ပြည့်စုံအောင်လုပ်မှုမရှိလို့တခါကျတာမရလိုက်တာဒါပြန်မရလိုက်လို့လားလုံလဝရိယဉာဏ်ဖြင်းမှုလားပေါ်လားဒါပြန်လုံလဝရိယဉာဏ်ဖြင်းမှုကြောင့်ကိုယ်ရိုးတွေကိုစုပုံပြီးထားမယ်လို့မဆွေးပဲမမြည့်ပဲနဲ့စုမယ်ဆိုပေးရလို့ပဲတဲ့73မိုင်ကိုယ်ရိုးတွေရှင်းပြီးဒီကလာသေပွဲတွေဝင်အောင်ဒါကြကြောက်เสียကောင်းရင်ဒါပြန်ဒီဓမ္မတွေယနေ့ပြောလို့တဲ့အိဗယ်ကိုရှင်းပါဥပဒနာဉာဏ်ရလို့ရှိရင်မဉာဏ်ရမယ်အဘယ်ကြောင့်တုံးတော့မဲတော့ဥပဒနာဉာဏ်ကအကြောင်းတရားမဉာဏ်က24ရှိသွင်းလိုက်တော့ဥပဒနာဉာဏ်ကအနန္တရပစ္စည်းလို့ခေါ်လိုက်တယ်ဟုတ်ကလားမဉာဏ်ကအနန္တရပစ္စည်းပြစ္ဆုတ်ပံလို့ခေါ်လိုက်တယ်အဲ့ဒီကဲတော့ဟောတော့ဧကံရတဲ့အတိုင်းနဲ့တို့မရလိုက်တာဘာပါလိမ့်မလဲဖြစ်ပြနေတော့ဥပဒနာဉာဏ်ပေါ်ပါရဲ့ကဲနဲ့တို့တဏ္ဍာမဉာဏ်မပေါ်လာဘူးနိဗ္ဗာန်နဲ့မဉာဏ်မပေါ်လာဘူးဆိုတာပါရမီကြောင့်လားဥပဒနာဉာဏ်အပြည့်စုံဖြည့်เสียရှိတာမဖြည့်လို့လားကမေးဘယ်လိုဖြေကြပြည့်စုံလောက်တဲ့အင်္ဂါပါပါအသားနဲ့ဖြည့်မှုလို့နေလို့ဖြည့်မလားအဲ့ဒါကတော့ဖြင့်ဘ ᱹ မှဘေရင်မမေးပါနဲ့သဘောကျဘ ᱹ မှဘေရင်မင်းနဲ့ကိုယ့်ဟာကိုယ်သိတယ်နောက်ပြည့်ပြည့်လည်းနေတယ်အနန္တရပစ္စည်းဆိုတာလည်းရရင်အကြောင်းတော့ဖြစ်နေပြီအကျိုးကလာတော့မှာပဲဘယ်နဲ့ရောက်မလာပါလဲမလို့အိုးသားရေးနဲ့သမီးရေးရှိပွားရေးနဲ့နိုင်ငံရေးချုပ်လို့ခဏတော့လုပ်တဲ့တမ်းဒါတွေကမချုပ်ဘူးလားချုပ်လို့ရှိရင်တော့မရလိုက်လို့မရတာလားလှုပ်ထိုက်တဲ့ကိစ္စကိုအပြည့်စုံမလုပ်လို့ဖြစ်ရတာလားသာပါရမီဆိုကြမလားဒကာကျော်ပေါ်ပါလားဒါတွေဥပဒနာညာဒကာဓမ္မတွေယနေ့စပြီးဟောတော်မယ်ပြည့်စုံအောင်ခွင့်ပြုပေးမယ်ညီးပေးမယ်တဲ့ပြည့်စုံတဲ့ညီးကိုပဲဒကာဓမ္မတွေပေးပါတော့မယ်ဆိုတော့ခန္ဓာကြည့်လိုက်လို့ရှင်အသုံးမကျတာမြင်လို့ရှင်ဥပဒနာဉာဏ်ရပြီခန္ဓာကြည့်လိုက်လို့ဘယ်ကြည့်အသုံးမကျတာကြည့်ပါလားမြင်လို့ရှိရင်ဖြင့်ဘယ်ဉာဏ်ရခန္ဓာကြည့်လိုက်လို့အသုံးမကျတာလေးမြင်နေရင်ဒါပြန်ဥပဒနာဉာဏ်ရလို့ရှိရင်ဖြင့်သူ့ကိုပြည့်စုံအောင်လို့ဥပဒနာဉာဏ်ကိုရင်းချအောင်ပြည့်စုံအောင်ထွားခြင်းအောင်ခင်ဗျားတို့ဆက်လက်ကြိုးစားလိုက်ကြိုးစားရမယ့်ဉာဏ်ကပါလားရမှာပဲဆိုတော့ဝိပဿနာဉာဏ်ပြည့်စုံရဲ့နဲ့မရတာကတော့ဖြင့်ကိုယ်လုံးလောက်ဝရိယဉာဏ်ဖြင်းမှုလို့ဒကာကျွယ်ဒကာတက်မှတ်ပါဒါဖြင့်ဖြစ်ပြမြင်ရင်မပူကြနဲ့တော့ကိုယ်လုံးလောက်ဝရိယကတိုးလိုက်ပါတော့ပြမလားဖြစ်ပြမြင်ပူရရှိသေးလား
ကိုယ်လုံးလာဝိရိယပဲတိုးဖြက်လုပ်ပါဒါကိုပဲအရေးတကြီးသတိပေးတော့တယ်ဆိုတဲ့ဥစ္စာတိနာကတ္ထုပမာသုတ်ဆိုပြီးဒီကလာတန်ရုပ်ပါဠိတော်မှာလာထားတယ်။ဒါရင်လည်းဓမ္မတို့ဥပဒနာဉာဏ်မြင်ကိုပြကြပါစို့ဝိပဿနာဉာဏ်မြင်ကိုပြရတော့မယ်လို့ဆိုတဲ့အခါကျတော့ဝိပဿနာဉာဏ်မြင်ဆိုတဲ့ဥစ္စာဒါကြွေအရေးကြီးတာပေါ့ဗျာဝိပဿနာဉာဏ်မြင်ဆိုတဲ့ဥစ္စာဘာပါလဲမလို့မေးတဲ့အခါကျလို့ရှင်းဖြင့်တဲ့ဒကာဓမ္မရဲ့တဏ္ဍာမှာဥမာစိတ်ကလေးတစ်ခုပေါ်လာတယ်စိတ်ကလေးတစ်ခုပေါ်လာတယ်ဒကာသေးစိတ်ကလေးတစ်ခုပေါ်ခြင်းနဲ့စိတ်ပေါ်ပေါ်ပေါ်ခြင်းနဲ့စိတ်ပေါ်ပါခင်ဗျားတို့စိတ်မပေါ်ပါနဲ့ဆိုတော့ရမှာလားကဲဒါဖြင့်ဒကာဓမ္မတွေတဏ္ဍာစိတ်ကလေးတစ်ခုပေါ်လာတယ်ဘာစိတ်တုံးလို့မေးတဲ့အခါကျလို့ရှင်းဖြင့်ရောင်းကျင်တဲ့စိတ်တော်၎င်းဝယ်ကျင်တဲ့စိတ်တော်၎င်းတခါကျပေါ်ချင်တာပေါ်မှာပေါ့မပေါ်ပဲဘူးလားအဲ့ဒီပေါ်တဲ့စိတ်ကလေးကိုဒကာဓမ္မတွေကတဲ့နောက်ကသမာဓိပညာဆိုတဲ့မဂ္ဂင်၅ပါးနဲ့ကြည့်လိုက်ပါကြည့်လိုက်တဲ့အခါကျလို့ရှင်းဖြင့်ဒီစိတ်ကလေးကစိတ်ဖိုးတံလေးပဲလားရောင်းကျင်တဲ့စိတ်ကလေးကစိတ်ဖိုးတံလေးပဲလားလို့ကြည့်လိုက်တဲ့အခါကျတော့အဖို့တံမတံကိုဒီစိတ်ကလည်းပြောသွားတယ်ကျုပ်ကိုမျောလင်းဆောင်စားမနေနဲ့ကျုပ်ဟာခဏဖြစ်သေးခဏဖြစ်တဲ့ကျုပ်ဟာဒုက္ခသစ္စာပါလို့သူကပြောသွားခဏဖြစ်သေးခဏဖြစ်တဲ့ဒုက္ခသစ္စာပါလို့သူကမပြောဘူးပြောတာခမည်းတော်ကဩအသုံးမကျဆိုတာဟုတ်သားပဲသူသဘောနဲ့အကြောင်းတိုက်ဆိုင်လို့ဖြစ်ပြီးအကြောင်းတိုက်ဆိုင်အကြောင်းချုပ်ငင်းလို့ရုပ်သိမ်းသွားတာပဲရှိတယ်ပြန်ပါရှိသေးဒါဖြင့်ဖြစ်ပြီးပြည့်သွားတဲ့ဒုက္ခမှတပါးစိတ်ဒုက္ခဖြစ်ဒုက္ခမှတပါးဘာရှိသေးလဲမွန်တိုင်းသူ့အသုံးချလို့ဖြစ်မဖြစ်အသုံးချလို့မဖြစ်ပါလားလို့နောက်ကဉာဏ်နဲ့ဆုံးဖြတ်ချက်ချသဘောကျလားရှေ့ကရောင်းနေတဲ့စိတ်ကလေးကအသုံးချလို့ဖြစ်မဖြစ်မဖြစ်တော့ခொနကသီလကတ္ထုမှလောကံဆိုတဲ့လောကံခန္ဓာ၅ပါးဝေဒနာခန္ဓာခန္ဓာ၅ပါးဆိုတဲ့တရားကိုသီလကတ္ထုပမာမြတ်ချင်းဥပမာကဲ့သို့ယရာကျင်ခါနဲ့ပညာရယတ္ထဗုဒ္ဓဉာဏ်ဝိပဿနာဉာဏ်ဖြင့်ပတ္တိမြင်ဝိပဿနာဉာဏ်အသုံးချမဖြစ်တဲ့တရားလေးပါလားလို့မြင်တယ်မြင်သေးဘူးလားဟုတ်တယ်ကိုယ်စိတ်ကလေးကိုပြန်ကြည့်လိုက်တဲ့အခါကျတော့သုံးချဖြစ်မဖြစ်ကြည့်တာဒါဖြင့်ညက်ချင်းကဲလို့ဘာမှသုံးမကြဘူးပေါ့ဗျာစိတ်မြကြောက်ဗရမများလို့ဘုရားသိမ့်ပြီးလို့ရတယ်အဲ့ဒီကဲတော့မြင်ပြီဆိုလို့ရှိရင်ဒါဥပဒနာအသုံးချမဖြစ်ဘူးဒါကအသုံးချမဖြစ်တာကိုအသုံးချမဖြစ်ဘူးလို့သိရဖြစ်ပြကအသုံးချဖြစ်သေးရဲ့လားအဲ့ဒါခင်ဗျားတို့နောက်ကမဉ္ဇဏ်ကဥပဒနာမက်ကဘယ်လိုရှိပါမလဲအသုံးချမဖြစ်ဘူးလို့ပဲသိဖို့အရေးကြီးအသုံးချမဖြစ်ဘူးလို့ပဲသိဖို့အရေးကြီးပါတယ်ဒါဖြင့်ဘယ်စိတ်ပေါ်ခင်ဗျားတို့သံဃာမှာအသုံးချလို့မဖြစ်တာရှိမြင်ရဖြစ်တဲ့ဒုက္ခနဲ့ဖြစ်တဲ့ဒုက္ခပဲရှိတယ်ဘယ်လိုဆိုကြဆိုတော့ဒီပစ္စည်းတွေကဖြစ်ဒုက္ခဖြစ်ဒုက္ခနဲ့ကြုံဆုံးနေတဲ့ဓမ္မလေးတစ်ခုဝါတရားလေးတစ်ခုဟာဒကာဓမ္မတို့ပဲစဉ်းစားတာပေါ့အသုံးချဖြစ်မဖြစ်အသုံးချမဖြစ်ဘူးလို့ဒီကနေသိရသဘောကျအသုံးချမဖြစ်ဘူးလို့သိတဲ့အခါကျတော့ဒီညာပညာခေါ်ကြတယ်နိုင်တာဖြင့်ဒကာဓမ္မတို့ဖြစ်ပြမြင်ရင်ဥပဒနာညာပဲဖြစ်ပြမြင်ရင်ရှင်းမလားဒါပြန်ဥပဒနာညာရတဲ့ပုဂ္ဂိုလ်မှာဘယ်ညာရတဲ့ပါလိမ့်မလို့ဒါပြန်ဒီလောက်မြင်လို့ရှိရင်ခင်ဗျားတို့မညာဝေလာနီလာလို့ဒကာကျော်ဒကာသက်ကမမေးနဲ့တော့ဥပဒနာညာပြီးမညာလာယုံကြံတော့ဘယ်နဲ့ကြောင့်လဲဆိုတော့ဥပဒနာညာကအနန္တရပစ္စည်းမဉ္ဇဏ်ကအကျိုးဆိုတဲ့အနန္တရပစ္စည်းပြစ္ဆုတ်ပါမသိကြဘူးလားအဲ့ဒါနိဗ္ဗာန်ဝေးသလားနီးသလားလို့ဘုန်းကြီးတွေကဓမ္မတွေကမေးခဲ့တဲ့အခါကျဥပဒနာဉာဏ်ရရင်နီးကနေပြီလားမှာဝိပဿနာဉာဏ်ရရင်ကနေပြီလို့သေချာမှတ်လိုက်တော့တို့ဟာဒါလေးပြည့်စုံ
ကြီးထွားအောင်လုပ်ဖို့ဥပဒနာဉာဏ်ကြီးထွားအောင်လုပ်ဖို့ပဲအရေးကြီးတယ်သဘောကျလားဘာအရေးကြီးပါဖြစ်ပြဆယ်ဉာဏ်မြင်ဖို့အရေးကြီးတာဖြစ်ပြဆယ်ဉာဏ်မြင်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့မဉ္ဇဉ်လာတော့မယ်လို့ကမှတ်ပြီးတော့ဖြစ်ပြစိတ်လာတယ်ဆိုရင်ဘယ်ဉာဏ်လာမလို့ပါလိမ့်အဲ့ဒီမဉ္ဇဉ်မလာလိုက်ရင်ဖြင့်ဒကာဓမ္မတို့ပေရတာမှတ်ပြီးတော့ဒကာကျဘယ်လိုမှတ်ပေရမှာတဲ့မဉ္ဇဉ်ရတဲ့ပါရဲ့သားနဲ့မဉ္ဇဉ်ကိုမယူဘဲနဲ့အိမ်ကိစ္စနဲ့ပြန်သွားတာပြန်သွားဘူးလားသတ္တဝါဘုရားရှိခိုက်ကိစ္စရှိသေးတယ်ဘုရားအင်္ဂလိုက်ခေါ်တယ်ဆိုပြီးမဉ္ဇဉ်ဟောမယ်လို့ပြန်သွားတယ်ပြန်သွားတဲ့အတွက်ဘေးကအရှုံးကြီးရှုံးပြီလို့ဘုရားပြောလိုက်ဘေးကရှုံးကြီးရှုံးပြီလို့ပါဏာသပါဠိတော်မှာပြောလိုက်ဘယ်လောက်ရှုံးမလို့လို့မေးကြည့်တော့မှတဲ့သူသေးရမယ်ဖြစ်တွေငါရှင်းပြမယ်ဆိုတော့သူ့ရိုးတွေ73မိုင်လောက်ထပ်ပြီးသေးအောင်73မိုင်ကတစ်ထပ်ပြင်လို့အောင်းနေတယ်တောင်းလို့ထပ်တာလို့အောင်းရမယ်အဲ့လောက်သေးပြီးမှဒီပေရဟာရမယ်ဆိုတော့ဥပဒနာဉာဏ်ရရတာနဲ့မဉာဏ်မရတယ်လို့နာသွားတာမနာဘူးလားဒါပြန်ဓမ္မတွေဒီဘုန်းကြီးဆုံးမသံသနာကဘာပါလဲဥပဒနာဉာဏ်ရတဲ့ပုဂ္ဂိုလ်ကမဉာဏ်ရတတ်တယ်မရရင်သိပစီကွာမရအရကြိုးစားလိုက်မယ်ဆိုလို့ရှိရင်ဖြင့်ဒီသေးလေးတစ်ခါကိုခင်ဗျားတို့သင်္မာကိုမငဲ့ပဲနဲ့လုပ်လိုက်လို့ရှိရင်ဘုမ73မိုင်အယိုးတွေထပ်ပြီးသေးတဲ့အသေးကြီးလွတ်ပါဒီအသေးလေးကိုခင်ဗျားတို့ကဲသိရင်သေးလေးကြိုးစားလိုက်မယ်ဆိုရင်ဟိုအသေးကြီးလွတ်သွားတယ်ဒီအသေးလေးကြောက်လို့လျှော့လိုက်ရင်အသေးကြီးနဲ့သွားတယ်အသေးလေးကြောက်ပြီးလျှော့ရင်အသေးကြီးကဘယ်လောက်တုံးဆို73မိုင်အယိုးပုံရမယ်ဒါကကြောက်ကြမကောင်းဘူးဒါဖြင့်ဆရာဘုန်းကြီးကတိုက်တွန်းတာလားဖြစ်စဉ်ကြိုက်လားဆိုတာခင်ဗျားတို့မေးပါလေတိုက်တွန်းတာမဟုတ်ပါဘူးတဲ့တိုက်တွန်းတာမဟုတ်ပါဘူးခင်ဗျားတို့ဘောဆရနေမှာဆိုလို့တိုက်တွန်းတယ်လို့ဒီလိုမယူနဲ့တကတက်ကပြောရလဲဒီလိုမယူနဲ့ဩပေရဖြစ်စဉ်ပြောတာကိုမဉ္ဇဉ်ဟောမဲ့အချိန်မှာမဉ္ဇဉ်ကိုမရလိုက်တဲ့အတွက်အနာကြီးနာသွားတာလို့မှတ်လိုက်ပါသဘောကျတဲကြောက်เสียကောင်းပါလားဓမ္မတို့သဘောပါကြကမ္မဋ္ဌာန်းအရေးကြီးနေပြီအဲ့တော့ဝိပဿနာဉာဏ်ရတဲ့လို့ရထားတဲ့ပုဂ္ဂိုလ်ဟာမဉ္ဇဉ်ရဝိပဿနာဉာဏ်ရတဲ့ရနေတဲ့ပုဂ္ဂိုလ်ကမဉ္ဇဉ်မရဘူးဆိုရင်လုံးလောက်ရဲ့ဉာဏ်တော့မှတ်သဘောကျအဲ့တော့အာရုံဓမ္မတွေကိုဝေနိကလာကြပြီတရားဓမ္မနီးကောင်းလို့ကြိုးစားကြကိုယ်ရေးကိုသိလို့လာကြတဲ့ပုဂ္ဂိုလ်တွေကသိုံလေးနဲ့မပြီးဘူးပြီးအောင်လိုက်ပါသိုံလေးနဲ့ပြီးအောင်လိုက်ပါဆိုတာဖြင့်လေးစားစွာတိုက်တွန်းတယ်ဖြစ်ပြမြင်ရင်ဒီဘဝမဲ့ရမယ်လို့ထုတ်ပြချက်ရှိုက်တယ်ပြည့်စုံအောင်လို့ရင်ရမပြည့်စုံအောင်လို့ရင်ပေရဖြစ်မယ်ဒါကကျပေရများဖြစ်ရှင်သေးတယ်ဒါကဒီသေးတယ်မဖြစ်ရှင်တော့မဟုတ်သေးဘူးသဘောပါလားကိုယ်ညာထဲမှာကိုယ်တခါတည်းပေရဖြစ်တော့မခံတော့ဘူးဟေးယခုထိုင်ပြီးတခါလားဖြစ်ပြမြင်နေတာမမရမထားဘူးကွာဖြစ်ပြမချုပ်ရင်မထားဘူးကွာဆိုလိုက်လို့ရှိရင်အဲ့ဒါအမှန်ပဲသဘောပါကြလားဒီအပေလေးကိုအခုဖြစ်ပြအထုတ်လို့မတော်များဝေဒနာတွေရပြီးတော့သိများသွားကြည့်မလားဆရာဒီအပေလေးကိုကြောက်ကုန်ကြောက်ဖို့အပေကြီး73မိုင်အယိုးတွေဆင့်ပြီးတရားမှကြောက်ပါသဘောကျဓမ္မတို့အသေးလေးနဲ့အသေးကြီးပဲကြောက်တယ်ကောအသေးတို့အသေးရှိဘူးရဒီသေးရဲ့ဒီဘဝဒီခါပဲမဲ့ရပြီးသေတော့ပြီးတယ်နောက်သေးရမရှိဒီလိုမရဘဲနဲ့သေသွားရင်သေရရှိဖြစ်နေထုံးနိုင်ပါမလားသေဆိုတာကခင်ဗျားတို့ကသေဆိုတာကယဉ်ကျေးတယ်တကယ်ကျွယ်တို့တကယ်တက်တို့ကအောင်းနေတယ်သေဆိုတာကကျွတ်ဖြစ်ရင်မွေးပြတ်တဲ့သေရလွယ်ပါခွေးပြတဲ့ရှင်ကြားပြတဲ့သေရမယ်လွယ်ပါအသေးဆိုတော့ခင်ဗျားတို့တော့မချောက်သူများပြတဲ့သေရနိုင်မယ်ဆိုတော့အဲ့တော့ဘယ်သေးရလို့ဆိုတာမဟုတ်ဘူးသေဆိုတာမျိုးဟာကတောင်ပေးလို့လည်းသေမှာပဲသူများပြတဲ့လည်းသေမှာပဲသေခြင်းတော့သေခြင်းစိုးကြီးမှာရှင်းမလားဘယ်လိုမှတ်ကြမလဲ
သေခြင်းဆိုကြီးမှတ်ကြတယ်သေခြင်းဆိုတာတခါဆိုတာလားသေတာရှိဆိုးလားဒါဖြင့်ဘယ်နဲ့လုံးဥပဒနာညာမြင်ရင်ဘယ်နဲ့လုံးကြမလို့မညာရအောင်လုံးတာလုံးပလိုက်တော့ဒါကြောင့်တော့သေခြင်းဆိုသေတာရှိကြောက်လွန်းလို့ဒါကြဘာကြောက်သေခြင်းဆိုဆိုတာသူများပြတဲ့တရားအဲ့ဒီတရားဆိုထပ်ပြန်တယ်လေဒီလိုသိနေအောင်မယ်ဆိုတော့သေတာရှိကဖြင့်သဘောကျဘာကြောက်เสียကောင်းသေခြင်းဆိုသေတာရှိရတကယ်ကျွေးကြောက်เสียကောင်းတယ်မကောင်းဘူးလားဒါဖြင့်မဉ္ဇဏ်ရရင်မထဘူးဖြစ်ဝိပဿနာဉာဏ်မဉ္ဇဏ်ရလေဥပဒနာဉာဏ်လည်းရမယ်ဆိုမထဘူးကမဉ္ဇဏ်ရမှာပဲထတော့မယ်ဝိပဿနာဉာဏ်ရနေတဲ့ပုဂ္ဂိုလ်ကမဉ္ဇဏ်ရမှထမယ်သိခြင်းသိပြီဒီအသေးတို့လေးမကြောက်ဘူးဒီလိုကြိုးစားလိုက်ရင်ပြီးပြီဘူးလားကိုင်းတကယ်ကျသဘောပါပါလို့ရှိရင်ဖြင့်သေတာတို့နဲ့သေတာရှိပဲကြောက်เสียကောင်းသေတာရှိကြောက်လို့ရှိရင်သေတာတို့လေးငဲ့မနေနဲ့သိရင်လေကွာလုံးလိုက်မယ်ဒီလိုလုပ်ရမယ်ဆိုတဲ့ဥစ္စာသဘောကျဒါကြောင့်ဘုရားခင်ကိုရမေကြီးကသမဗရံ၄ပါးမှာကျတော့ရိုးကြည်ကြည်ကြီး၆၆ဟုတ်လားလုံးလိုက်ကွာလို့သမဗရံ၄ပါးများမှာမဲ့ခင်လည်းမပါလားလို့ဟုတ်သေးတယ်ရှိကြီးတဲ့မဆိုးဘူးကွာဒါပြောတာမဟုတ်လားကဲတကယ်ကျသဘောပါကဲဒါဖြင့်ဝိပဿနာဉာဏ်အမြင်လဲရှင်းပိုင်းကပြပါပြီတရားဓမ္မတို့ဥပဒနာဉာဏ်အမြင်ဆိုတာဘာပါလဲဘယ်ကြည့်လိုက်အသုံးမကျတာမြင်မှဥပဒနာဉာဏ်အမြင်ဥပဒနာဉာဏ်အမြင်ကဘယ်လိုပါလဲရှင်းမလားဩငါဥပဒနာတော့ရှုနေတယ်မမြင်သေးပါဘူးလို့ဆိုပြီးဒီကလာနေပါစိုးလို့ဝိပဿနာဉာဏ်မြင်ရတရားဓမ္မတို့ကိုယ်ခန္ဓာထဲမှာပေါ်ရလေးပြည့်လိုက်လို့ရှင်ဩဒါလည်းသုံးမကြပါလားဩနောက်တစ်ခါပေါ်လာတယ်ဒါလည်းသုံးမကြပါလားဒါလည်းသုံးမကြပါလားလို့အသုံးမကြတာကြီးမြင်လို့ရှင်ဥပဒနာညာအမြင်မှန်ပေါ်လို့သုံးဖြတ်ချက်ချတာဘယ်ကြည့်ကြည့်ဘယ်လိုပေါ်ရအသုံးမကြဘူးသုံးမကြဘူးကြီးပေါ်လာခဲ့ရအဲ့ဒီကဲဆိုပေါ်လာခဲ့ပြီရှိတော့အဲ့ဒါဘာညာမြင်ပါလဲနေရကြပါပြီတရားဓမ္မတို့ဩဥပဒနာညာမြင်ဆိုတာကသူများပြောနေတာကအနိစ္စမြင်မှဟိဒုက္ခမြင်မှဟိအနတ္တမြင်မှဟိဆိုတဲ့စကားစာလိုပြားနေကိုယ့်အကိုဆုံးတဲ့ချတယ်ကိုယ်ရှိဖြစ်ပြီးပြည့်သွားတာလေအသုံးချဖြစ်မဖြစ်ဒါသာကြည့်လိုက်ကြတကယ်ကြွယ်တကယ်တဲ့ဘယ်လိုပေါ်လာလဲညာထဲမှာအသုံးချမဖြစ်ပါဘူးကွာသဘောကျအသုံးချလို့ကိုယ်ပဲနေပါလိမ့်ဒီကိုမဖြစ်အဲ့ဒါအသုံးအားလုံးခြုံလိုက်တော့ကိုအသုံးချရမရှိအောင်မြင်တဲ့အမြင်ဟာဥပဒနာအမြင်အနိစ္စမြင်မှဒုက္ခမြင်မှအနတ္တမြင်မှဒုက္ခသစ္စာမြင်မှလို့မဆိုတော့ပါဘူးတခါတွေ့ကြည့်လိုက်တဲ့ဓမ္မတွေကိုဖြစ်ပြီးပြတ်တာမြင်လို့ဩသူလည်းသုံးချမဖြစ်ပါဘူးဘာမှဖို့မတတ်ပါဘူးသဘောကျနောက်တစ်ခါပေါ်လာပြန်တယ်သူပေါ်လာပြန်တယ်သူလည်းသုံးချမဖြစ်ပါဘူးဘာမှဖို့မတတ်ပါဘူးဆိုတော့ဒီလိုလုံးဘုဒ္ဓနာရှိသေးရဲ့ဒါပြန်ဒီလိုလုံးဘုဒ္ဓနာမရှိတော့နတ်ပြည်ကြည့်လိုက်ပြန်တော့ဒီလိုဘုဒ္ဓနာတွေ့မြမကြီးကြည့်လိုက်ပြန်တော့သေရွေးမှန်တဲ့ကိုယ်တိုင်ဖြစ်ကြည့်လိုက်ပြန်တော့ဒီလိုသုံးမကြတာတွေ့တော့အသုံးမကြတာပြန်မလို့ခြင်းပါဘူးဆိုပြီးအသုံးချဖြစ်တာကလိုခြင်းပါတယ်ဆိုတော့နိဗ္ဗာန်ပဲညာငညွတ်ပေါ့တခါလဲလဲသွားတာပါမလဲပါနဲ့ဆိုလို့သဘောပါဒါကြောင့်ဝိပဿနာဉာဏ်အမြင်တမ်းမှမဲ့ဉာဏ်ပေါ်နိုင်တယ်ဒါကြောင့်ယနေ့မှတ်เสียကဝိပဿနာဒီအနန္တရပစ္စည်းဝါအကြောင်းတရားမဲ့ဉာဏ်ဒီအကျိုးတရားဥပဒနာဉာဏ်ကဘာလို့မဲ့ဉာဏ်ကဒါဖြင့်အကြောင်းတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးတရားတော့ရမှာမရဘူးဒါကြောင့်ဘုရားကမင်းတို့အကြောင်းနဲ့အကျိုးဝေးတယ်လို့အောင်းမိတ်မနေနဲ့လို့သိသိချာချာဟောကျင်တော့အနန္တရပစ္စယောกว่าဘယ်တော့ခိုင်လုံးလားမခိုင်လုံးလားအချမ်းမရှိဘူးกว่าဘယ်လိုများဟောပါလဲအချမ်းမရှိဘူးတဲ့ဥပဒနာဉာဏ်ရမ်းတန်ပြီးရင်မဉာဏ်လာတာပဲกว่าမင်းတို့တောင်းတဘူးမတောင်းတမှုဒါလိုရမဟုတ်ပါဘူးတဲ့ဥပဒနာဉာဏ်ရမ်းတန်လာရင်နောက်ကမဉဏ်လာတာပဲกว่าဒါမင်းတို့ဘာမှစဉ်းစားမနေနဲ့ဆိုတော့ကျွတ်တို့အရေးကြီးအထောက်ရမှာကဥပဒနာဉာဏ်ပေါ်ဖို့ပဲ
ရှင်းမလားဝိပဿနာဉာဏ်ပေါ်တယ်မပေါ်တယ်ကိုယ့်ကိုယ်ချိန်ထိုးကြည့်ကြတော့ဘာကြည့်လိုက်ခန္ဓာ၅ပါးတစ်ပါးပါးရိုက်တော့အသုံးမချတာအသုံးချမဖြစ်တယ်လို့မြင်ဖို့မြင်လိုက်ဩဝိပဿနာဉာဏ်ငါထမြောက်ပြီဆိုတော့အကြောင်းကျိုးဆက်မိပါဗလားမဉာဏ်ပေါ်ခြင်းဘယ်ဉာဏ်အထောက်အောင်ဝိပဿနာဉာဏ်ဟုတ်တယ်မဟုတ်တယ်ဆုံးဖြတ်ချက်ချကြလို့ရှိရင်ခန္ဓာ၅ပါးတစ်ပါးပါးကြည့်လိုက်ရင်ဘယ်လိုမြင်ရသုံးချလို့မဖြစ်တာမြင်ရအဲ့ဒီကဲတော့မြင်လို့ရှိရင်ဖြင့်ဒါဝိပဿနာဉာဏ်အစ်စ်လို့လားဆုံးဖြတ်ချက်ချတရားကြအကြောင်းကျိုးဆက်မိတာကဲပြန်ပြောပါဦးမယ်တရားဓမ္မတို့မဉဏ်လိုခြင်းလို့ဝါသောတာပတိမဉဏ်ဝါသောတာပတိဖွဉဏ်ဝါသောတာပန်ဖြစ်ခြင်းကြရင်ဘယ်ဉာဏ်ကိုအထောက်ရှင်းပြီဥပဒနာဉာဏ်အထောက်ဝိပဿနာဉာဏ်ဟုတ်တယ်မဟုတ်တယ်ကိုယ့်ဟာကိုယ်စစ်ဆေးကြလို့ရှိရင်ဖြင့်ဘယ်လိုမြင်မှတော့ခန္ဓာ၅ပါးတစ်ပါးပါအသုံးချစရာမရှိအောင်ဉာဏ်လာလို့ရှိရင်ဒါဥပဒနာဉာဏ်စစ်ပေါ်သုံးရတာဆိုတော့ဒီနေ့ဟောတဲ့တရားဘယ်နှလုံးပါလိမ့်မလို့ဆိုတော့သုံးလုံးနဲ့ဟောမများပါဘူးခင်ဗျားတို့ဉာဏ်ပါလဲလို့မှမများပါဘူးမဉဏ်လို့ခြင်းပါလို့ခင်ဗျားတို့ကထုံးစံလိုက်ပြန်မဉဏ်လို့ခြင်းမဉဏ်အထုတ်မှရမှာပေါ့အမဟုတ်ဘူးလို့ဆိုလွဲမဉဏ်လို့ခြင်းမဉဏ်အထုတ်လို့မရဘူးသဘောကျမဉဏ်လို့ခြင်းပါတော့ဝိပဿနာဉာဏ်အထုတ်ရှင်းပြီနော်ဝိပဿနာဉာဏ်ပေါ်တယ်မပေါ်တယ်ကိုယ့်ဟာဝိပဿနာဉာဏ်ဟုတ်တယ်မဟုတ်တယ်ကိုယ့်ဟာကိုစစ်ဆေးခြင်းလို့ရှိရင်ဘယ်အမြင်ကိုမြင်မှထုံးအမှန်တန်နေရကြတော့အမှန်တန်နေရကြတာဒီခိုက်ကြောနေရကြတော့ပါပြီတဲ့ဘာကြောင့်နေရကြတော့လို့ဆရာဘုန်းကြီးကဝမ်းမြောက်ဝမ်းသာနဲ့ခမရတို့ကထောက်ခံပါလိမ့်မလဲလို့အမေးထုတ်လို့ရှင်းရင်အမြင်မှန်ရတာသိကြလို့ရှင်းမလားဘာရတာသိကြလို့ပါလိမ့်ကိုင်တရားတစ်ပွဲလုံးမဲ့အမြင်မှန်ဆိုတဲ့ဥစ္စာခမရတို့လောကကြီးတဲ့တော့အတော်ဆုံးသူအမြင်မှန်မရသေးပါဘူးဘုတရားကြည့်လိုက်ပြန်သူလည်းအမြင်မှန်မရသတင်းစာရေးတာခမရတို့ကလျှောက်ပြောနေတာပဲအခုအမြင်မှန်ခွဲရပါဗလားနိဗ္ဗာန်သွားတဲ့အမြင်မှန်ခွဲရပါလားခန္ဓာ၅ပါးတစ်ပါးပါးကြည့်လိုက်ရင်ဘယ်လိုမြင်ရအသုံးချမဖြစ်တာကြီးမြင်ရအဲ့ဒါပါဆိုကြပါမယ်ဝိပဿနာဉာဏ်လို့လည်းဆိုတော့အမြင်မှန်လို့လည်းအမြင်မှန်လို့ဆိုလိုက်တော့မှဧဝမေတ္တံယထာဘုဒ္ဓံသမပညာယဓတ္ထဗံယထာဘုဒ္ဓံရတော့ပြီသဘောကျမလားဒါဖြင့်တခါကျသိပြောပြီဗျသိပြောသေးဘူးလားကောင်းပြီဒါဖြင့်အခု၃ပေါက်ရှိအောင်ဆက်ပြောပါမယ်ဒကာဓမ္မတွေမဉဏ်လို့ခြင်းပါအထောက်ဘုရားမဉဏ်မအထောက်မဉဏ်ကိုအထုတ်လို့ကိုမရဘူးရပါမလားဒါပြန်အဲ့ဒီမှာခင်ဗျားတို့ကလောကကြီးထဲမှာအမှားတွေကျင်လိုက်တခါကျွဲတခါတက်ကဘုဘဝတူတယ်နဲ့မဉဏ်ကိုဉဏ်ရပါလိမ့်မရဘူးကွာသဘောကျဘုဘဝတူတယ်နဲ့ရပါလို့ဣဆိုရင်မနဲ့ဆုံးလိုက်ကြဘယ်ရမလို့ဥပဒနာဉာဏ်ရပြီးမှသူရမှာဟုတ်ဘူးလားအဲ့တော့ဒါသူတော်မလို့လားဥပဒနာဉာဏ်ကကျေးဇူးပြုမှပေါ်ရမယ်အကျိုးတရားလားပေါ်ရမယ်ကျိုးတရားသိနေတော့မဉဏ်ဖွဉဏ်ရပါလို့ဆိုတော့သူလိုချင်တာသူလျှောက်ပြောတာကိုလို့သာမှတ်ရှင်းမလားသူလိုချင်တာသူလျှောက်ပြောတာယာနီးတော့မဟုတ်ပါဘူးဒီလိုသုံးပြချက်ချပါသူလိုချင်တာသူလျှောက်ပြောတယ်ဒါပြန်မန္တလေးဘုရားကြီးတဲ့သွားပြီးခင်ဗျားတို့မနေ့စောစောဆွမ်းတဲ့တင်လို့ရှိရင်မဉဏ်ဖွဉဏ်ပေးတော်မူပါလို့တောင်းနေတယ်ဒါတဘုံကြီးတွေ့မှာပေးတယ်တောင်းတွေ့ပဲလားကြီးပြတဲ့ကောင်းမှာကြီးပြတဲ့မဉဏ်ဖွဉဏ်ဘာလုံးမှရမှာလဲဘုပ္ပဒနာဉာဏ်ကလည်းစစ်တယ်မစစ်တယ်သူလည်းဝေဖန်တတ်တော့ကျွတ်တော့ကဝေဖန်လိုက်ခန္ဓာ၅ပါးကြည့်လိုက်ကြဘယ်လိုမြင်မှဥပဒနာဉာဏ်စစ်သလုံးဝေဒနာကြည့်လိုက်ကြလည်းဖြစ်ပြအသုံးမချဘူးကိုယ်စားကြအားထားကြမရှိဘူးစိတ်ကြည့်လိုက်ကြဖြစ်ပြတယ်ကိုယ်စားကြအားထားကြရှိတယ်ဒါပြန်အသုံးချဖြစ်မဖြစ်အဲ့ဒီအသုံးချမဖြစ်တဲ့သုံးညတော့ဟိတ္တတော့ဘုရားကဟောတာသုံးညတော့ငါသူတော်မှလည်းစိတ်တယ်ကွာဟိတ္တတော့အချင်းကြီးဘာမှသုံးကြဘူးကွာအဲ့ဒီလိုမြင်တော့ဒီဉာဏ်ပါဉာဏ်ခေါ်ကြမယ်
ဒါပြန်ဥပဒနာဉာဏ်ရင်တရားအကြောင်းအကျိုးလားမေးတယ်ဘ누구အကြောင်းပါလိမ့်ဗျာမဉဏ်ဖြစ်ခြင်းအကြောင်းဆိုတော့သိကြပဲဆိုတဲ့ဥစ္စာခင်ဗျားတို့ကခင်ဗျားတို့ဆုံးဖြတ်ချက်ချပေါ်သေးဘူးလားတကယ်ဆိုဒီနေ့တရားဟောမှာတဏှာရည်သာရှိလို့ဘယ်နှလုံးဟောပါလဲသုံးလုံးနဲ့မများဘူးဗျဒါရင်းကသုံးလုံးနဲ့အိမ်ကပြောက်သွားလို့ရှင်ရင်ရောက်လုံးကမေးကြတာပဲဒီသုံးလုံးပြောက်သွားလို့ရှင်ခင်ဗျားတို့ရောက်လုံးဝထားတာဘယ်နှလုံးရှိပြီတော့မေးလိုက်ရောက်လုံးကြတော့တွက်သွားမှာပြောမတွက်ဘူးလားဒီသုံးလုံးကြတော့ဗာများဟောလိုက်ပါလေမလို့ဆိုတော့ရောက်လုံးတော့ဘုံမတန်လို့ပေါ့ဗျဒီလိုရကကြောရောက်မရောက်ကဲဒါဖြင့်ရောက်လုံးကခင်ဗျားတို့ဒုက္ခပေးဒီသုံးလုံးကဒုက္ခမှာကဲတင်တာအဲ့တော့ကိုရောက်လုံးမေ့ပြန်မေ့ပါမိလောင်လို့ပြောင်းသွားဘုန်းကြီးကရေးမကြည့်ပါဘူးဒီသုံးလုံးပြောင်းသွားလို့ရှိရင်အယုတ်တောင်နဲ့ပုံနေဦးမယ်သိနေလားအဲ့ဒါဖြင့်တကယ်ဆိုဒီဥစ္စာသိတိတောင်မှတ်ရမှာပေါ့ဝိပဿနာဉာဏ်လို့မဉာဏ်လို့ခြင်းပါအားထုတ်อ่ะဝိပဿနာဉာဏ်အားထုတ်လို့ကိုယ်လို့မှန်တယ်မမှန်တယ်ဟာဘယ်လိုဆုံးဖြတ်ချက်ခန္ဓာ၅ပါးဘာကြည့်လိုက်တဲ့အခါမှာအသုံးချမဖြစ်တာဒီဖြစ်ပြဖြစ်ပြီးပြနေတဲ့ကိုယ်စားစရာအာသာစရာမရှိအသုံးချစရာမရှိဒါကြီးမြင်နေရဒါကြီးမြင်နေလို့ရှိရင်ဒါဥပဒနာဉာဏ်ဖြစ်သွားတယ်အဲ့ဒါဒီဥပဒနာဉာဏ်ဖြစ်တယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့သမထဒီထက်တွန်းဝင်သွားပြီခင်ဗျားတို့ရှုလိုက်ရှဲလိုက်အမျိုးမျိုးဘုံဘုံအတုပါတွေရှုလိုက်ဆိုတာဒီထက်ပါတော့သဘောကျဒီထက်ပါတော့ပါပြီတဲ့ဒီကိုအခြေရအောင်လို့ကိုယ်ကနေအခြေပြုနေတာဒီဘုန်းကြီးဟောတဲ့တရားကဖိသမထတွေမူတဲမနေနဲ့ဒီထက်တွန်းဝင်သွားပြီဟုတ်လားမလို့ဖဲနဲ့ပြီးသွားပြီဆိုတော့မလို့ဘဲနဲ့ပြီးသွားတာနဲ့လုံးမပြီးတာနဲ့တခါကျော်ဘယ်ကြိုက်မလို့ဘဲနဲ့ပြီးတာကညာနောက်ကိုတမာရီကလိုက်သဘောကျညာနောက်ကိုပါလိုက်သွားဒါပြန်တမာရီကအထူးသူ့လုပ်လို့လားညာရှိသွားတဲ့တော့သူကလိုက်ရတာလားအဲ့ဒါဟုတ်ကြည့်လိုက်တော့ဒကာဓမ္မတွေစဉ်းစားကြည့်ပါလားတဲ့ညာကဖြစ်ပြမြင်တယ်ဆိုတော့ညာကဖြစ်ပြဘက်ကိုမလှဲ့တော့ဘူးဆိုရင်ဒီဖြစ်ပြမြင်မှညာကိုဖြစ်ပြပဲဆွဲအောင်လုပ်ပေးတာတမာရီကညာကောင်းကိုနှိမ်ထားညာကောင်းကိုတမာရီကနှိမ်ထားလို့မြင်တာဆိုတော့ဩတမာရီကပါညာမြင်ကြတဲ့ကတမာရီပါနေပြီလို့မှားသဘောကျမျက်လုံးကိုရှေ့ပိုင်းကိုနောက်ကနေပြီးခါလာတဲ့ပေးတဲ့ပုဂ္ဂိုလ်သူကောင်းသူလည်းပဲသူမတဲ့နိုင်တဲ့ပုဂ္ဂိုလ်တခါကျရှိကောင်းရှိပါလိမ့်မယ်လည်းပဲတောင်းနေတဲ့ပုဂ္ဂိုလ်နောက်ကပုဂ္ဂိုလ်လည်းပဲလိုက်တဲ့ခါကျလိုချင်တဲ့စီသူမမြင်ဘူးမြင်တော့မြင်တယ်ဆိုရင်ပဲမျက်လုံးကြောင့်လည်းမြင်တာပဲတဲ့ပေးလို့လေအဲ့တော့မျက်လုံးကမြင်တဲ့ပေးတာပါဠိသားနေဒီမှာလည်းဖြစ်ပြမြင်တဲ့ပေးတဲ့တမာရီကပါသွားအထူးမလုပ်ပါနဲ့သဘောကျအထူးမလုပ်ပါနဲ့တဲ့အထူးလုပ်နေလို့ရှိရင်ခင်ဗျားတို့အသက်တန်းတူတို့မှာတမာရီနဲ့သိသွားလိမ့်မယ်အသက်တန်းတူတို့မှာတမာရီနဲ့သိသွားလို့ရှိရင်ခင်ဗျားတို့တမာရီကအပနာလည်းမဆိုင်တော့ဘာမှအာမကိုတော့ဘူးလို့သုံးခဲ့ကြချာရှင်းမလားဘာများအကိုတော့ရှင်းပြီနော်ဒါဖြင့်ဓမ္မတို့တရားပြန်သိရပါစို့ဆိုတော့မဲ့ညာလို့ရင်ပါတော်မယ်ဥပဒနာညာဟုတ်ဖို့စစ်သေးတော့ဘယ်လိုစစ်သေးကြမလဲခန္ဓာ၅ပါးတစ်ပါးကကြည့်လိုက်တဲ့အခါအကုန်မကြတာမြင်ရဘယ်ပါဠိတော်ကလာကြတော့ဆိုတော့တန်ရုပ်ပါဠိတော်ကလာတိနာကတုမလောကံယရာပညာပတ္တိဉာဏ်ပတ္တိကိဉ္စီအညတရအပရိသန္တိယအပရိသန္တိပရိသေမနေသောနိဗ္ဗာန်ကိုအညတရကျင့်ထား၍အဉ္ဉံတစ်ပါးတော့ကိဉ္စီဒီလိုတစ်ခုမှနတ်ပါတိဒီပုဂ္ဂိုလ်ကမတောင့်တတော့ဘူးတဲ့မဉ္ဉံပဲရတော့တာပဲနိဗ္ဗာန်မှာတော့ဘာမှမတောင့်တဘူးတဲ့ဒီခုပြောတဲ့အသုံးမကျဘူးလို့မြင်လိုက်တဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်ပဲရကြတဲ့မဉ္ဉံသာသူ့တဏ္ဍပေါ်ဖို့ကြိုးစားတော့တာသဘောပါလားဒါဖြင့်ဒကာဓမ္မတို့ဒီရေးဒီကားလို့ရှင်နေဒကာကျွယ်ဒီနေ့ဘယ်နှလုံးဟောတော့မပြောက်စီနဲ့တော့ရောက်လုံးနဲ့ရောနေမယ်မပြောက်စီနဲ့အောင်ပြောက်စီနဲ့ဒကာဓမ္မတွေမပြောက်လို့ရှိလို့ရှိရင်ပြန်ခင်ဗျားတို့တိုင်းဒါဖြင့်ခေါင်းကစကားနှလုံးကလည်းသုံးစကားနှလုံးလေးပြန်ပြီးတော့ခင်ဗျားတို့စစ်ဆွဲလိုက်နော်
ပစ္စည်းဥစ္စာရှာတဲ့ပုဂ္ဂိုလ်ကလုံလဝရိယစိုက်ပါရဲ့သားနဲ့ရှာလေးရှာတယ်လုံလဝရိယလည်းအာပုပ္ပါရဲ့သားနဲ့မရလို့ရှိရင်မရတိုက်လို့ဘုန်းကြီးပြောလိုက်ဟုတ်လားပစ္စည်းဥစ္စာလည်းရှာပါတယ်တဲ့လုံလဝရိယကနည်းနေတဲ့ပုဂ္ဂိုလ်ကြတော့သူမရပြန်အဲ့ဒါကြတော့မရတိုက်လို့ဆိုမလားရွှေရင်းကြကြောင့်ဆိုဒီမှာလည်းဥပဒနာဉာဏ်ရှုပါရဲ့သားနဲ့ဖြစ်ပြမမြင်တဲ့လို့မရတာမရတိုက်လို့ကမှဖြစ်ပြမြင်ရဲ့နဲ့မညာမရလိုက်တာကတော့လုံလဝရိယဉာဏ်လို့လားမှတ်လားရှင်းမလားဒါဖြင့်နိုင်ကရှိပြီတခါပြောယနေ့ဒီရင်တော်ကြစို့